အားလုံးပဲမင်္ဂလာပါခင်ဗျာဓမ္မအမြင်ဘဝသင်ခန်းစာ channel လေးမှာအားလုံးကိုနှွေးထွေးစွာကြိုဆိုပါရခင်ဗျာကျွန်တော်တို့နေ့စဉ်ဘဝမှာအောင်မြင်ခြင်းလို့အသုံးခွန်ဆိုင်ကြိုးစားနေပေမဲ့စိတ်ကိုထားတယ်လို့ဖြစ်မလာဘဲနဲ့ကြာဆုံးမှုတွေစိတ်တကြစရာတွေနဲ့ပဲကြုံတွေ့နေရပါသလားတကယ်တော့ကျွန်တော်တို့ရဲ့အောင်မြင်မှုကြာဆုံးမှုနဲ့ဘဝတွေကိုဆုံးဖြတ်နေတာကျွန်တော်တို့တတိမထားမိတဲ့စဉ်းစားတွေးခေါ်မှု9%တင်မကပါဘူးရေအောက်မှာနှက်ရှင်းရှင်းပုံကွယ်နေတဲ့95%တော့မသိစိတ် subconscious mind ကြောင့်ဖြစ်ပါတယ်တော်တော်များများကစူးစမ်းပေမဲ့မအောင်မြင်မှုဖြစ်နေတာဟာဒီမသိစိတ်ထဲမှာချဆုံးမှုတက်ပြဟောင်းကြီးစွဲနေလို့ပါတကယ်လို့တင်းရဲ့မသိစိတ်ကိုမြတ်စွာဘုရားရှင်ဟောခဲ့တဲ့ဓမ္မအမြင်တွေခက်တဲ့စိတ်ပညာတွေနဲ့ပေါင်းစပ်ပြီးတော့စနစ်တကျပြန်ပြီး program တူးနိုင်မယ်ဆိုရင်ရောအောင်မြင်မှုကတင့်စီကိုအလိုအလျောက်ရက်လာနိုင်မယ်ဆိုတာသိချပါတယ်ဒီနေ့ဗီဒီယိုမှာတော့တင့်ဘဝကိုအကြီးမားဆုံးပြောင်းလဲပေးနိုင်မဲ့မသိစိတ်ကိုတောင်းချပြီးတော့အောင်မြင်အောင်လုပ်တဲ့နည်းတွေကိုကျွန်တော်မျှဝေပြတော့မှာဖြစ်တဲ့အတွက်ကြောင့်အဆုံးထိဆောင်မြောင်ချစ်စုပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနောက်တိုင်းစိတ်ပညာကမသိစိတ်လို့ခေါ်တဲ့အရာကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်လေးကမြတ်စွာဘုရားရှင်ကမိမိတို့ရဲ့အစဉ်လာထဲမှာနန်းနန်းရှိုင်းရှိုင်းထိန်းအောင်နေတဲ့အနုတ္တကိလေသာဆိုတဲ့သဘောတရားနဲ့အံ့ဩစရာကောင်းလောက်အောင်ထောက်ပြဟောကြားခဲ့ပါတယ်ကျွန်တော်တို့သတိမထားမိတဲ့မသိစိတ်ထဲမှာစွဲနေတဲ့အလက်အထားဟောင်းတွေအစိုးမင်စိတ်တွေဟာဗုဒ္ဓဘာသာမှာတော့ဘဝတန်တရားအဆက်ဆက်ကပါလာတဲ့စရိတ်တွေအနုတ္တယဓက္ခံတွေပါပဲမိစ္ဆုကလစကပုံတစ်ခုရှိတယ်အကျင့်ကနေစရိတ်ပစ်စရိတ်ကနေဝေဒနာဖြစ်သွားတဲ့ဒီဝေဒနာဆိုတာစိတ်ရဲ့နှက်ဆိုင်တဲ့အလွှာမှာတွားပြီးတော့ program အဖြစ်ဆွဲထင်ကြံရစ်နေတဲ့မသိစိတ်ရဲ့အလုပ်လုပ်ပုံပဲဖြစ်ပါတယ်မြတ်စွာဘုရားကမနောဘုပင်ကမန္တမာတဲ့အရာရာဟာစိတ်ကပဲအခြေခံနေတဲ့စိတ်ကပဲဥဆောင်တယ်လို့မိန့်တော်မူခဲ့ပါတယ်ဒါကြောင့်ခက်တဲ့စိတ်ပညာတွေကပြောတဲ့မသိစိတ်ကိုပြင်ပြီးအောင်မြင်အောင်လုပ်နည်းဆိုတာတကယ်တော့မိမိရဲ့စိတ်အစဉ်ကိုတတိတရားနဲ့စောင့်ကြည့်ပြီးတော့အဆုတက်ခံတွေကိုအကောင့်တက်ခံတွေအဖြစ်ပြောင်းလဲပစ်တဲ့ဘဝနာစိတ်ကိုထက်ကပွားများခြင်းသဘောတရားနဲ့တထေရာတီးဘူနေတာဖြစ်ပါတယ်ဒါကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲဆိုတာနီလာလေးခုနဲ့ကျွန်တော်ရှင်းပြပေးပါမယ်ပထမနီလာကတော့တက်ပြဟောင်းတွေကိုလှည့်ပစ်ခြင်းပဲဖြစ်ပါတယ်မသိစိတ်ကတင်ကုတ်ကူပြောတဲ့စကားတွေကိုအမေရိကန်နားထောင်တတ်တယ်လို့ငါတော့မလုပ်နိုင်ပါဘူးဆိုတဲ့အနုလက္ခဏာစကားလုံးတွေအစားငါနေ့တိုင်းတူးတက်အောင်မြင်နေတဲ့သူဖြစ်တယ်ဆိုတဲ့အပြုသဘောဆောင်တဲ့စကားလုံးတွေကိုနေ့စဉ်ပြောင်းလဲရွတ်ဆိုပေးရမှာပဲဖြစ်ပါတယ်ဒုတိယနည်းကတော့ messy make ပြီးတော့ပုံဖော်ကြည့်ခြင်းပဲဖြစ်ပါတယ် mental visualization တဲ့မသိစိတ်ကတကယ်ဖြစ်ပြနေတာနဲ့စိတ်ကူးရင်ပြီးတော့ပြင်းပြပုံပေါ်နေတာကိုခွဲခြားမကြည့်ပါဘူးဒါကြောင့်တင်ဖြစ်ခြင်းတဲ့အောင်မြင်မှုကိုတကယ်ဖြစ်ပြနေတယ်လို့စိတ်မှာကွက်ကွန်းပုံပေါ်ကြည့်ဖို့လိုပါတယ်ဒါတည်းကနီလန်းကတော့အိတ်ခါနေ9မိနစ်ကိုအမိအယဖမ်းပါကျွန်တော်တို့ညအိတ်ခါနေအိပ်ပျော်သွားတော့မယ့်အချိန်ဒါမှမဟုတ်မနဲ့နုခါစအချိန်တွေကဦးနောက်က delta wire တွေထွက်ပေါ်နေတဲ့အချိန်ပြီးတော့မသိစိတ်ရဲ့တကားပေါက်အပွင့်ဆုံးအချိန်ဖြစ်ပါတယ်လက်တွဲလို့ရန်အိတ်ခါနေဖုန်းကြည့်နေမယ့်အစားတင်ဖြစ်ခြင်းတဲ့ပန်းနိုင်တွေကိုတွေးတောရင်းနဲ့သူ့မဟုတ်အောင်မြင်မှုပုံရိပ်တွေကိုမင်းညောင်ရင်းနဲ့အိပ်ပျော်သွားအောင်လုပ်ပါအဲ့ဒီအတွေးတွေဟာတညာလုံးတင်းစိတ်ထဲမှာအလုံးလုံးနေပါလိမ့်မယ်နံပါတ်၄ကပဝန်းကျင်ကိုတက်ဆင်အောင်ထားပါမသိစိတ်ဟာတင်တရိမထားမိပဲပဝန်းကျင်ကမင်းသမျှကြားသမျှအရာအလုံးကိုရင်မြုပ်လို့စိုးယူနေတာဖြစ်ပါတယ်နေတိုင်းအတင်းအဖင်းတွေအစိုးမင်းသတင်းတွေစိတ်တကြစရာတွေတချင်းရုပ်စင်တွေကြည့်နေရင်မသိစိတ်ကအစုဘက်ကိုပဲဥတီသွားလိုက်မယ်လက်တွဲလုပ်ရင်တင့်ကိုအကျိုးစီးစေမဲ့စာအုပ်များစိတ်သက်ခွန်အားပေးဗီဒီယိုများ live lesson များဗဟုသုတများစိတ်တို့ကူတို့အောင်မြင်ခြင်းနဲ့မိတ်ဆွေကောင်းများစီးတဲ့ပတ်ဝန်းကျင်တွေမှာပဲနေတိုင်းပါကောင်းတဲ့သူတွေကိုပဲပေါင်းပါမသိစိတ်ကိုတင်တတိစိတ်နဲ့မထိန်ချုံနိုင်တဲ့၍အဲ့ဒီမသိစိတ်ကပဲတင့်ဘဝကိုမောင်းနေသွားမှာဖြစ်ပြီးတော့ဒါကိုတင်ကံကြမှာလို့ခေါ်နေလိမ့်မယ်ဒီနီလာတွေကိုနေ့စဉ်ရက်ပေါင်း30ကျော်အထိအလက်အထဖြတ်အောင်လှုပ်ဆောင်ကြည့်ရင်တင်းရဲ့အတွေ့အခေါ်ဆုံးဖြတ်ချက်တွေနဲ့လှုပ်ဆောင်ချက်တွေဟာတိတိတတ်ကြီးအောင်မြင်မှုပဲကိုအလိုအလျောက်ဥတီပြောင်းလဲသွားပါလိမ့်မယ်ကဘာကျော်စိတ်ပညာရှင်ကြီးကာယုတ်ကပြောခဲ့ပူပါတယ်မသိစိတ်ကိုတင်းတတိစိတ်နဲ့မထိန်ချုပ်နိုင်တဲ့၍အဲ့ဒီမသိစိတ်ကပဲတင့်ဘဝကိုမောင်းနေတော့မှဖြစ်ပြီးတော့ဒါကိုတင်ကံကြမ္မာလို့ခေါ်နေလိမ့်မယ်တဲ့ဒါကြောင့်တင့်ဘဝကိုကံကြမ္မာအတိုင်းပဲပြစ်မထားလိုက်ပါနဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့စိတ်ရဲ့တဘာဝကိုနားလည်ပြီးမိမိရဲ့မသိစိတ်ကိုအကောင်းဘက်ကနေစတင်ပြီးတော့ပြောင်းလဲလိုက်တာနဲ့တင်းရဲ့အပြော့မှုတွေအခွင့်အလမ်းတွေဟာအောင်မြင်မှုဘက်ကိုတိတိတတ်တာကြီးဥတီလာပါလိမ့်မယ်ဒီဗီဒီယိုလေးကတင်းအတွက်အမြင်အတစ်တစ်ခုပေးနိုင်ခဲ့ရဆိုရင် like နဲ့ subscribe လုပ်ထားပြီးမမေ့နဲ့ဦးနော်နောက်ထပ်ဘဝအတွက်အကျိုးရှိစေမဲ့စိတ်ပညာနဲ့အတွေ့အကြုံဗီဒီယိုတွေမှာပြန်လည်ဆုံကြမယ်
အားလုံးပဲမသိစိရဲ့စွမ်းအားကိုအသုံးချပြီးတော့အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကိုယ်စိတ်နှပြချမ်းသာခြင်းနဲ့ပြည့်ဝကြပါစေ